ကျွန်တော်ကိုအမေစကားပြောနေတဲ့အတန်တစ်ခုကြောင့်ပြောပြပါလေစီအဲ့ဒီအတန်ကလေဘာကမှန်တယ်ဘာကမားတယ်ဆိုတာကိုတူတူလေးပြောပြတတ်တယ်ဘယ်အချိန်မှထွက်သွားရမလဲဘယ်ကိုသွားရမလဲဆိုတာကိုလည်းသူကပဲလမ်းညွှန်ပေးတာပါအဲ့ဒီအတန်ကရှေးအောင်စာပေလို့ခက်ခဲမနေဘူးနော်ကျွန်တော်ရဲ့အတွင်းစိတ်ကသာဒါမှမဟုတ် inner voice ကအမြဲတမ်းပွင့်ပွင့်လင်းလင်းပဲပြောတယ်ဘသူကတငယ်ချင်းစစ်လဲဘယ်အချိန်မှ yes လို့ပြောရမလဲဘယ်အချိန်မှ no လို့ငြင်းရမလဲနောက်ဆုံးဘေးမှာထိုင်နေတဲ့သူဟာငါဘဝတစ်ခုလုံးလက်တွဲရမယ်သူလားဆိုလားအထိသူကအကုန်ပြောပြတယ်တခါတလေအဲ့ဒီအတန်ကအရန်ကိုရှင်းလင်းနေတတ်တယ်လို့တခါတလေမှာတော့တိုးတိုးလေးပဲကတ်ပြောတယ်လူတိုင်းမှာအဲ့ဒီလိုအတန်တစ်ခုစီရှိကြပါတယ်ဗျမင်းရဲ့အတွင်းစိတ်အတန်ကိုအမြဲတမ်းယုံကြည်လိုက်ပါအခုလောလောဆယ်ခန်းဆိုးမိုးမှန်ကြနေတဲ့သူတယောက်ဟာဘယ်တော့မှပြန်မလာနိုင်တော့ဘူးလို့ဘသူမှအာမမခံနိုင်ပါဘူးကဲမင်းမအောင်မြင်နိုင်ဘူးလို့ဘသူကအာမခံနိုင်ပါလဲမင်းရဲ့အိမ်မက်တွေကိုမင်းမပိုင်ဆိုင်နိုင်ဘူးလို့ရောဘသူကအာမခံနိုင်ပါလဲဘသူမှကြိုတင်ခံမနိုင်ပါဘူးမင်းထွိုင်းချင်တဲ့နေရာကိုရောက်ဖို့အတွက်ကြုံတွေ့ရမယ့်တိုက်ပွဲတွေအားလုံးကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီဆိုရင်မင်းကိုတားဆီးဖို့ဘသူမှအခွင့်ရှိလို့လေမင်းရဲ့ဗီဇစိတ်ကိုနားထောင်ဖို့ကမင်းရဲ့အခွင့်အရေးပဲကျွန်တော်အခုရောက်နေတဲ့နေရာကိုပြင်းလို့ရောက်လာတာမဟုတ်ဘူး TV ကြည့်ပြီးအချိန်ဖြုံးနေလို့ရောက်လာတာမဟုတ်ဘူးအနားယူနေလို့ရောက်လာတာလည်းမဟုတ်ဘူးကျွန်တော်ဘာတွေပေးဆက်ခဲ့ရလဲဆိုတာကျွန်တော်ကိုယ်လိုက်ပဲသိတယ်ဒီနေ့မှကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်တော်ပြီဒီလောက်ဆိုတော်ပြီလို့တာမန်ဘဝမှာပဲနေရတာကိုကျွန်တော်တကယ်ညင်းငွေလာပြီအကောင်းဆုံးဖြစ်ဖို့အချိန်တန်လာပြီပြောဖို့ကလွယ်ပါတယ်ဆိုတာမျိုးကိုဘယ်တော့ရမလဲဘလောက်ပဲမထင်နိုင်ဘူးထင်ရပါစေဘသူတွေပဲငါ့ကိုတန်တရားဝင်ပါစေဒီအောင်မြင်မှုခရီးမှာဘယ်နှကြိမ်ပဲရှုံးနေပါစေငါဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိရမယ်ဘာကြောင့်မလုပ်နိုင်တာလဲဆိုတဲ့အကြောင်းပြချက်တွေကိုရပ်လိုက်ပါတော့ဘာကြောင့်လုပ်ကိုလုပ်ရမလဲဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းကိုပဲရှာပါမင်းရဲ့ဘဝကမင်းကိုယ်တိုင်တာဝန်ယူပါအခက်အရေးမေးအတားအဆီးတွေလာအောင်မှကိုငါတို့သိပြီးသားပဲအဲ့ဒါကြောင့်တိုက်ပွဲမစခင်ကတည်းကငါတို့နိုင်ရမယ်လို့စိတ်ထဲမှာဆုံးဖြတ်ထားလိုက်စမ်းပါမင်းမှာဆုံးရှုံးမှုတွေရှိခဲ့ဘူးလိမ့်မယ်ဒါပေမဲ့မင်းရဲ့ရည်မှန်းချက်ကိုအကောင့်ထဲဖော်ဖို့လိုအပ်တာဟာမင်းဆုံးရှုံးသွားတဲ့အရာတွေထဲမှာမရှိဘူးမင်းစီမှာကြံနေသေးတဲ့အရာတွေထဲမှာပဲရှိတာမင်းရဲ့လက်ထဲမှာရှိနေတဲ့အရာနဲ့အကောင်းဆုံးဖြစ်အောင်ဖန်တီးပါအောင်နိုင်သူတွေနဲ့ပေါင်းသင်ပါကိုယ့်ရဲ့စနစ်အတိုင်းစူးစမ်းပါဇွဲရှိပါဘယ်တော့မှလက်မလျှော့ပါနဲ့အောင်မြင်ဖို့ဆိုတာမင်းရဲ့ကိုယ်ပိုင်ကိစ္စပဲမစိုးစစ်စစ်တယောက်ရဲ့ရည်မှန်းချက်ဟာအသားဒါမှမဟုတ်ဆူလာမဟုတ်ဘူးအမဲလိုက်ရခြင်းဆိုတဲ့လုတ်ဆောင်နေရခြင်းကိုယ်တိုင်ပဲဖြတ်တယ်ကို upgrade လုပ်ပါမင်းရဲ့ဖုန်းတွေကိုပဲအစစ်မြင့်မနေနဲ့မင်းရဲ့စွမ်းအည်တွေကိုအစစ်မြင့်ပါတခုခုမှတော်ချင်းရင်အဲ့ဒီအရာကိုမကျွမ်းကျင်သေးတဲ့အချိန်ကစပြီးတီးခံလှုပ်ဆောင်ရမယ်မကျွမ်းကျင်တာကိုလောက်ရကနေတော်လာမယ်တော်တော့မှအဲ့လာကိုမြန်နိုးလာမှာပါဒါဟာဝါဒနာကိုဖန်တီးယူတဲ့နီးလန်ပဲမင်းလဲကျသွားတဲ့အချိန်မှာစားလားလဲကျသွားတာကမင်းအပြစ်မဟုတ်ဘူးဒါပေမဲ့နှစ်ပေါင်းများစွာကြာတဲ့အထိလဲကျနေတော့ဆိုရင်တော့အဲ့ဒါမင်းအပြစ်ပဲပြန်ထမလားအရှုံးပေးမလားနာကျင်မှုဟာမင်းရဲ့တုံ့ခဲ့ခြင်းပဲနာကျင်မှုဟာမင်းကိုနောက်တစ်ဆင့်ကိုခေါ်သွားလိုက်မယ်နာကျင်မှုမရှိရင်ရလည်းမရှိဘူး no pain no gain လွယ်ကူနေရင်လူတိုင်းလုံနိုင်တာပေါ့ခက်ခဲတဲ့လမ်းကြောင်းရဲ့အဆုံးမှာတန်ဖိုးရှိတဲ့အရာတွေရှိတာပါမင်းမှာအချိန်မရှိဘူးဆိုတာမှုသားပဲမင်းကိုကူညီမဲ့သူမရှိဘူးဆိုတာမှုသားပဲမင်းအသက်ကြီးလွန်းနဲ့ငယ်လွန်းနေဆိုတာလည်းမှုသားပဲအဲ့ဒီအကြောင်းပြချက်တွေအားလုံးဟာအလိမ်အညာတွေပဲလောကကြီးကမင်းတဲ့ပို့တော်တဲ့သူတွေဖန်တီးထားတာမဟုတ်ဘူးမင်းလည်းပြောင်းလဲနိုင်တယ်မင်းလည်းဖန်တီးနိုင်တယ်မင်းရှုံးနိုင်လေတယ်ထက်ရှုံးလိမ့်မယ်ဒါပေမဲ့နောက်ဆုံးမှမင်းနိုင်လိမ့်မယ်အဲ့ဒါဟာဘဝပဲ Hidden Truths Channel ကို like and subscribe လုပ်ပေးသွားပါဦးနော်